အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ဘာမိတ်ဆက်ပေးမှလဲဆိုရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့တွေဘိုက်ကလုံးပေါ့နော်ကိုပိုင်အကိုအတန်နဲ့ကျွန်တော်တို့မူရီကက်တွေလုံးနေပေါ့နော်စားထည့်လိုက်တာနဲ့အကိုအတန်နဲ့ပြန်ထွက်အောင်လုပ်တဲ့ဟာပေါ့နော် free ပါနော်လုံးဝ free ဘာ credit ဘာပတ်စံမှကုန်မကုန်ပေါ့နော်သူကဒါဟာ auto ဘာ Gmail မှာလည်းချိန်ဆက်မလို့ပေါ့နော်ကျွန်တော် software ဝင်နိုင်ဒါကတော့သူနေ့စဉ် credit ပေါ့နော် software ဝင်တာနဲ့ auto ပေးရနော် Gmail ချိန်ဆက်မလို့ဘူးကျွန်တော်တို့တရားတွေကအများဆုံးရှုဟာတွေမှာဆိုဝယ်သုံးရတာပေါ့နော်3မိနစ်ကိုဝယ်သုံးတဲ့ခါမှာကျွန်တော်တို့8000ပေးရတယ်ပေါ့နော်ဘက်ကလုံးပဲဒါကတော့သူတို့လောက်ွက်တွေပေါ့နော်သူတို့ပညာနဲ့သူတို့ရောင်းတာပြတော့ပြောလို့မရဘူးနော်မတိမတက်တဲ့သူတွေကဒါကတော့လောက်ရတာပဲနော်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဒီမှာနှစ်ခုရှိရပါနော် recording ရှိမယ်ဒါကကျွန်တော်တင်ထားတဲ့အတန်ပေါ့နော်အတန်လည်းကိုမှရှိရင်15စက္ကန့်တန်တင်လို့ရမယ်ကျွန်တော်တို့ဒီမှာ3ခုရှိရပါနော်ဒါက recording fan ပြီးတော့လည်းတင်လို့ရတယ်ကိုယ့်ရဲ့အတန်ကိုလည်းတင်လို့ရတယ် AN တန်နဲ့သုံးချင်လည်းရပါတော့ကိုယ့်ရဲ့အတန်ကိုတော့15စက္ကန့်လောက်ထိဖမ်းပြီးတော့ကျွန်တော်တို့တင်လိုက်ပါတော့သူကမှတစ်ခုရှိတာကကျွန်တော်23နာရီပဲခံတယ်ပေါ့နော်အတန်တစ်ခုကိုကျွန်တော်ဒီက23နာရီပြည့်နေအတန်အစ်စ်ပြန်တင်ရမယ်ပေါ့နော်တင်ပြီးတဲ့ချိန်လည်းပြန်တင်ရတယ်ပေါ့နော်တခါတည်းတင်ထားခဲ့လို့မပြီးဘူးနော်ကျွန်တော်အဲ့ဒါကိုပြီးပြီဆိုရင်ကျွန်တော်ဘယ်သွားမလဲဆိုရင်ကျွန်တော်တို့ဒီမှာတက်ရေးရမှာရှိတယ်ကျွန်တော်ဒီမှာ language ရှိတယ်ပေါ့နော်စလုံးပေါင်းကတော့1000ပဲရပါတော့ကျွန်တော်အဲ့ဒီမှာကျွန်တော်ဘာရှားမလဲဆိုရင်ကျွန်တော်ဒီမှာရှားမယ်နော်မြန်မာပါနော်ဒီမှာမြန်မာကိုရှားလိုက်မြန်မာကိုရှားပြီးရင်ကျွန်တော်ခုနကပုံမရေးခိုင်းထားတယ်ပေါ့နော်ပုံမရေးခိုင်းထားတယ်ကကျွန်တော်ဒီဟာလေးကိုကျွန်တော်အတန်နဲ့ပေါ့နော်အတန်နဲ့ကူးထားတာ movie ကတမိုက်တွေရမ်းအန်ကြပေါ့နော်ကိုပိုင်အတန်နဲ့ပြန်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာစာလုံးရတော့1000ပဲရှိရယ်ကျွန်တော်ဒီမှာဘယ်လောက်ထိရမလဲဆိုရင်စာလုံးရ2000ပေါ့နော်စာလုံးရ2000ရမယ်ကျွန်တော်ဒီမှာစာလုံးရ2000ရမယ်လောသက်ထည့်တာကစာလုံး900ကျော်ပေါ့နော်ဒါတော့ဘယ်လောက်ကုန်မလဲဆိုတော့ကျွန်တော်စမ်းကြည့်လိုက်အောင်ပေါ့နော် okay အချင်းပမာဏ automation ကျုပ်ဒါလေးကိုနှိပ်လိုက်ရုံပဲပေါ့နော်။ okay ဒါဆိုရင်သူက auto ထုတ်ပေးနေပေါ့နော်။ကျုပ် voice chain ကလည်းကျုပ်ဆက်တာဖြစ်တဲ့အတွက် record နေပေါ့နော်။ဒါလေးပါပဲ။ auto ထိုက်မှာနော် mochi go okay ပေါ့နော်။ကျုပ်ဒီမှာသွားမှဆောင်းမှာနော်။ fine change ကျုပ်ဒီမှာသွားနေပြန်နော်ဒါမနှိပ်ကောက်နော် okay ဆိုတော့မနှိပ်ကောက်ဒီမှာသွားနေဒါလေးချက်နေလိုက်ပါဒါလေးချက်နှိပ်လိုက်ပါနော်အဲ့တော့နှိပ်ပြီးရင် viewer ဆိုတဲ့ဟာကို okay နှိပ်လိုက်အဲ့ဒါမှကျွန်တော်တို့တွေစာဘက်ကအလုပ်လုပ်မှာပေါ့နော်ကျုပ်တွေဘယ်လိုထွက်လာမလဲဆိုတော့ချက်ကြည့်လိုက်အောင်ကျုပ်ဒါတွေက free ရတာနော်အလုံးကခွက်ရောက်သွားနော်ဒီမှာကြည့်လိုက်credit က8000ရှိရပါတော့ဘာမှမကုန်လို့ပြောလို့ရတယ်ကျွန်တော်9000ကျော်ရတာကိုကျွန်တော်1500ပဲဖြတ်တာဆိုတော့နော်အဲ့လိုမကုန်ဘူးနော်ကျွန်တော်ချက်9000ကြည့်ရနော်ကျွန်တော် down မယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော် free ရနော်ဒါ voice ကလုံး free ရတော်တော်ရှားရဒီနေရာနော်ကျွန်တော်တွေဒါတွေဝယ်သုံးရတာများတယ်ကျွန်တော် MT full နဲ့ပဲ down လိုက်တာကောင်းပါနော်ဒါကျွန်တော် down လုပ်ပြီးသွားပြီနော် okay down ပြီးကျွန်တော်9000ကြည့်လိုက်မယ်နော်ဟိုရှိတုန်းကတာယာလှပတဲ့ရှင်ဟောက်တိုင်းပြည်တစ်ခုမှာရုပ်စင်းအင်္ဂါချုံမောလှပသလိုဉာဏ်ပညာလည်းအလွန်ထက်မြက်တဲ့စောမြဆန်ဆိုတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်လုံးဝ auto တူနော် voice ကလုံးဆိုတာဒါကိုပြောတာကျွန်တော်တို့လုံးဝ auto အတန်ကို fix site တူတယ်ပေါ့နော်ဒါတော့ voice ကလုံးပေါ့နော် voice ကလုံးကိုကျွန်တော် Telegram channel join ထားတဲ့သူတွေဒါသိအောင်ကျွန်တော် free တင်ပြပါမယ်ရှုပ်တွေဒါတွေရောင်းစားပါတော့ကျွန်တော်တို့ကကျွန်တော်သိရတယ်ပေါ့နော်ဒီ website ပေါ့နော် KIKK voice ဆိုတဲ့ voice ကလုံးဆိုတာပေါ့နော်ကျုပ်ဒါတွေက free ရဖြစ်ပါတယ်ကျုပ်ဒါတွေလှုပ်ချင်တဲ့သူတွေကိုလည်းအားပေးတယ်ပေါ့နော်သူ voice ကလုံးဖြစ်တဲ့အတွက်အများကြီးတက်တာပေါ့နော်ကျွန်တော် voice ကလုံးကိုအားလုံးဒါကတော့အားပေးတာပေါ့နော်နေ့စဉ် credit ပြန်ပြည့်တယ်ပေါ့နော်ဒါကတော့ဒါလေးပါပဲ24နဲ့ပေါ့နော်ကိုအတန်နဲ့လည်းရမိုက်တယ်နော်ကျွန်တော်နေတူးတန်လို့ချင်းနေတူးတန် client ထည့်ပြလိုက်ရုံပဲရမိုက်တယ်နော်ဒါကတော့ voice ကလုံးကျွန်တော် free ရနေရပါကျွန်တော်တွေ voice ကလုံးကိုဝယ်သုံးနေတဲ့သူတွေအဆင်မပြေတဲ့သူတွေပေါ့နော်ဒီမှာ free သုံးလို့ရပါတယ်ဒါကတော့ဘာအကောင့်မှဖွင့်ရမလို့ပေါ့နော်ဘာမှမလုပ်ဘူးကျွန်တော်အကောင့်လည်းဖွင့်ရမလို့ပေါ့နော်ဒါအောက်တို့ရတာပေါ့နော်တနေ့ credit ပြန်ရဖြစ်ပါတယ် voice ကလုံးဒီလိုနည်းလေး share လာပြီးဒါ free website ပေါ့နော် free website ကျွန်တော်တို့ဘာမှမလုပ်ဘူးနော်အင်တာနက်နဲ့သုံးလို့ရတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲကျွန်တော်ကိုsupporting ပေးတဲ့သူတွေကိုလည်းအားလုံးကျေးဇူးတင်ပါနော်နောက် voice ကလုံး free သုံးတဲ့နေ့ပါ
ဒီမှာ recording တင်လို့ရမယ်ကျွန်တော်တို့ recording တင်လို့ရတယ်ပေါ့နော် recording တင်လို့ရမယ် file ထည့်လို့ရမယ်ဒီနှစ်ခုနဲ့ကြိုက်တာလို့ပေါ့နော်အောင်ကျိုးဒီမှာဒါကတော့ file ကလုံးလေးပေါ့နော်အရင်ပြပြနေနော်ကိုယ်အတန်တိုင်းထွက်တယ်ကျွန်တော်အားလုံးကြည့်ဒီမှာနော်